ကျွန်တော်ခင်ဗျားတို့မေကွန်းတစ်ခုမေးကြည့်မယ်ဗျာခင်ဗျားအနေနဲ့တော့ဒီမေကွန်းကိုကြားရင်ကျွန်တော်တို့လည်းမေကွန်းလို့ထင်ပါပဲခင်ဗျားစဉ်းစားကြည့်ဗျာလောကကြီးမှာအမှန်တရားဆိုတာတကယ်ပဲရှိရလားခင်ဗျားတို့ဒီမေကွန်းကိုကြားလိုက်ရင်တော့ရှိရဘောလို့လူများစုကတော့ဖြေကြလိမ့်အားလုံးပဲမိလာပါကျွန်တော်ရဲ့ Hidden Theory Channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့လောကကြီးမှာအမှန်တရားဆိုတာတကယ်ရှိရလားဆိုတဲ့အကြောင်းကိုဆွေးနွေးနေခေါ်ကြရအောင်ပါဗီဒီယိုလေးမစခင်မှာကျွန်တော်သတိပေးစရာအချက်လေးတစ်ချက်ရှိပါတယ်ပထမအချက်ကဒီဗီဒီယိုကကျွန်တော်ရဲ့ကိုယ်ပိုင်အတွေးအမြင်တစ်ခုဖြစ်တဲ့အကြောင်းလို့ခင်ဗျားတို့နဲ့နားလည်မှုများစွာလွှဲနေပါလိမ့်မယ်ဒီရက်ချက်ကဒီဗီဒီယိုထဲမှာပါရတဲ့ကောလုံးကကျွန်တော်ဘယ်သူတူတယောက်ပုံမှာတိုက်ခိုက်လို့စိတ်မရှိပါဘူးကျွန်တော်ကဒီစကားပြောရလဲဆိုတော့ခင်ဗျားတို့ဗီဒီယိုဆုံးရင်သိပါလိမ့်မယ်ခင်ဗျားခဏလောက်စဉ်းစားကြည့်လိုက်ဗျာခင်ဗျားတို့နေ့တိုင်းဒါကအမှန်ဒါကအမှားအဲ့လိုပြောနေတဲ့အရာတွေထဲမှာတကယ်သဘာဝတရားရဲ့အမှန်တရားကဘယ်လောက်ရှိလဲလူသားတွေသဘောတူသတ်မှတ်ထားတဲ့ဟာတွေကဘယ်လောက်ရှိလဲဆိုတော့ခင်ဗျားတွေ့ဘူးလားဥပမာဗျာလူတိုင်းကနေကအရှိဘက်ကထွက်တယ်လို့ပြောကြတယ်ဒါပေမဲ့စဉ်းစားကြည့်ဗျာကျွန်တော်ကခင်ဗျားတို့ကိုနေကအရှိဘက်ကထွက်တာလို့ပြောတာမဟုတ်ဘူးဆိုရင်ခင်ဗျားတို့ဘယ်လက်ခံကြပါ့မလဲဒါပေမဲ့တွေးကြည့်ဗျာနေကအရှိဆိုတဲ့နေရာကနေပြီးတော့ရွေးပြီးထွက်လာတာမဟုတ်ဘူးဗျာအမှန်ကနေထွက်တဲ့အရက်ကိုလူသားတွေကအရှိဘက်လို့နာမည်ပေးထားတာအရှိဘက်ဆိုတာသဘာဝတရားဖိုင်းထားလည်းမဟုတ်လူသားတွေအချင်းချင်းနားလည်အောင်သတ်မှတ်ထားတဲ့စကားလုံးတစ်ခုပဲဗျာပတ်စံလည်းဒီလိုပဲဗျာစက်ကိုတရက်ကိုဒေါ်လာ100လို့လူတိုင်းကလက်ခံထားတဲ့အတွက်တန်ဖိုးရှိနေတယ်တဲ့လူတိုင်းရဲ့ယုံကြည်မှုသာပျောက်သွားရင်အဲ့ဒီကစာရွက်တရွက်ပဲနိုင်ငံရဲ့နမိတ်တွေအချိန်တွေရက်တွေလတွေနှစ်တွေဒါတွေအကုန်လုံးကလူသားတွေအတူတကွနေထိုင်ရအဆင်ပြေအောင်ဆိုပြီးတော့ဖန်တီးထားတဲ့စနစ်တွေပဲဗျာဒါပေမဲ့ဒီလိုပြောလို့အမှန်တရားမရှိဘူးလို့တော့မဆိုလိုပါဘူးကဘာကနေကိုတက်ပတ်တယ်စွန့်ငင်ရရှိတယ်ရေကသတ်မှတ်ထားတဲ့အချိန်လေးအောက်မှာစုတယ်ဒါတွေကခမားယုံနာမယုံနာနဲ့တော့မဆိုင်တော့ဘူးဗျာဒါတွေက fact တွေဖြစ်သွားပြီဒါဆိုရင်ဘာကြောင့်လူတွေကနေ့တိုင်းညှင်းခုန်နေကြတာလဲအကြောင်းကတော့လူများစုက fact နဲ့ perspective ကိုရောထွေးနေကြလို့ပါပဲဗျာဒီချက်ကို motivation speaker တွေမှာအများစုတွေ့ရတယ်ရှင်းဆုံးအမြင်အောင်ပြောရရင်ဗျာသူတို့တွေကပြောကြတယ်မနက်9နာရီထားပါအဲ့တဲ့အချိန်ကိုရှော့ပါတနေ့ကို16နာရီလုပ်ပါမအောင်မြင်သေးရင်ခင်ဗျားမကြိုးစားသေးလို့ဒီစကားတွေအောင်မှားလားမှားတော့မမှားဘူးဗျသူတို့တို့အဲ့ဒီနီလက်ကတကယ်အလုပ်ဖြစ်ခဲ့တာဖြစ်နိုင်ပါတယ်ဒါပေမဲ့သူတို့အလုပ်ဖြစ်ခဲ့တဲ့နီလက်ကလူတိုင်းအတွက်အမှန်တရားဖြစ်မယ်လို့ထင်လို့လားဥပမာညာစမ်းအလုပ်လုပ်နေတဲ့လူတယောက်ကလေးငယ်ကိုတညလုံးထိန်းနေရတဲ့မိခင်တယောက်တနေ့တော့အလုံးတစ်ခုလုပ်ပြီးမိသားစုကိုထောက်ပံ့ပေးနေရတဲ့သူတယောက်သူတို့တော့မနက်9နာရီထားတာတဲ့အေးကြီးဝဝအေးရတာကပို့ပြီးတော့ရည်ကြည်တယ်ဗျဒါဆိုရင် motivation speaker တွေကလိန်နေရလားမဟုတ်ဘူးဗျသူတို့ကသူတို့အတွေ့အကြုံကိုမျှဝေနေတာဒါပေမဲ့ပြဿနာကလူတွေကသူတို့ရဲ့အတွေ့အကြုံကိုလူတိုင်းရဲ့အမှတ်တရားဆိုပြီးထင်လိုက်ကြတာပဲအဲ့ဒီနေရာမှာအမှားကစလာတာပဲဗျဘာလို့လဲဆိုတော့လူတိုင်းရဲ့ဘဝမတူဘူးဗျငွေဖွာလာတဲ့နေရာမတူကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မတူပတ်စံရှိရခြင်းလည်းမတူတာဝန်တွေလည်းမတူအခွင့်အရေးလည်းမတူကျန်းမာရေးလည်းမတူဒါကြောင့်လူတယောက်အတွက်အကောင်းဆုံးဆုံးဖြတ်ချက်ကနောက်တစ်ယောက်အတွက်အဆိုးဆုံးဆုံးဖြတ်ချက်ဖြစ်သွားနိုင်ပါတယ်ဒါကအမှန်တရားမရှိလို့တော့မဟုတ်ဘူးဗျအမှန်တရားတိုင်းကိုအချိန်ချင်းမတူတဲ့လူတိုင်းအပေါ်မှာတပုံစံနဲ့အသုံးချလို့မရလို့ပါပဲဒါကြောင့်တရားရောကဒီနီးလန်းကအမှန်လို့ပြောလိုက်တဲ့အချိန်မှာချက်ချင်းတော့မြုပ်လိုက်ပါနဲ့ညှင်းဖို့လည်းမလိုလက်ခံဖို့လည်းမလိုပါဘူး။အရင်ဆုံးဒီမှန်တရားကဘသူဘဝအတွက်အမှန်လဲဆိုတော့ခဏပဲစဉ်းစားကြည့်လိုက်ပါ။ခါလေးမှာကျွန်တော်တို့ရှာဖွေနေတာကလောကကြီးရဲ့အမှန်တရားမဟုတ်ဘူးဗျာ။ကိုယ့်ဘဝနဲ့တကယ်ကိုက်နေတဲ့အမှန်တရားကိုပဲ။ဘာလို့လဲဆိုတော့အမှန်တရားတစ်ခုကိုသိတာထက်ဘယ်အမှန်တရားကကိုယ့်ဘဝကိုတကယ်ပြောင်းလဲပေးနိုင်လဲဆိုတာကပိုပြီးတော့အရေးကြီးလို့ပါပဲ။